Salia Pubio Swane, Baba. Regularly, Baba Labelli, Labelli. Alama Minglava, Dinia, the Poundladi Nima, Mapua, Nibido, Lewinio Mashi, Nakapupia, Toya Bioma, Punyo, Jigura, Tibarashi, the Nakapupia, Mapua, Yadeshi Mabono, the Nile Bibono, Pia Ati, Sui, the town, the Debbie Dobavi, now Sui, the town, Nayajo. PC အောင်တဲမှာဖြစ်ပါတယ်ဒီငကယုံလေးရဲ့အထဲမှာဖျားဆင်းလူလေးရှိပါတယ်ဒါအဆူရတထောင်တော့ပြီးသွားပြီပေါ့နော်နောက်ထပ်တဲစဲပေါ့ဒါဆိုစေးတွေမတော့ရသေးရဲ့ဖျားတွေကိုမပြိုကဒါရောက်ရှိပြီးတော့ဖူးမြော်ခဲ့တာဖြစ်ပါတယ်အများပြည်သူဖူးမြော်နိုင်အောင်လို့မပြိုကတင်ပြပေးတာပါဒီဖျားလေးကိုတွားရောက်ပြီးတော့ဖူးမြော်တဲ့အချိန်မှာပေါ့နော်တက်လွတ်ဒါထမင်းကျွေးပါတယ်အဲ့လိုကျွေးတဲ့အချိန်မှာမပြိုကနေပြီးတော့မှဆရာတော်တွေကအဲ့လိုမျိုးဖိတ်တဲ့အတွက်ကြောင့်မို့လို့မပြိုလို့ဒီကျောင်းဆောင်ရောက်တဲ့ချိန်မှာတကယ်ဖြူဖျားဟုတ်တဲ့ဆရာတော်ကြီးကိုလည်းဖူးမြော်ကြော်ခဲ့ရပါတယ်ဆရာတော်ကြီးကမဖြူရဲ့ကျွတ်နဲ့အသားအဆောင်လဲဆွဲလေးတွေကိုလည်းဒါတရဏဂုံ၃ပါးပူဇော်ပြီးတော့မှတိတ်ထီလေးလည်းတင်ပေးလိုက်ပါတယ်မဖြူတို့အရန်နဲ့စိတ်ချမ်းသာအားလုံးပဲမင်္ဂလာပါ
ဒါလေးတွေကပေါ့နော်ဒါ NG Infinity Galaxy ကနေပြီးတော့မှကျွန်းနဲ့နိဗ္ဗာန်ကောင်ကနေထုတ်လုပ်တဲ့ကျွန်းနဲ့အသားစီကောင်းပေါ့နော်အဆောင်ဆွဲကြိုးလေးတွေဖြစ်ပါတယ်ဒီကျွန်းနဲ့ရဲ့ဒီထိတ်မှာဆိုလို့ရှိရင်ပေါ့နော်မပြောတာပတိလုတ်တဲ့ဟိုခေါင်းမှာပေါ့နော်စိဒီကောင်းလေးတွေကိုအောက်ကနေပြီးတော့ပတိလုံးလေးထည့်ပြီးတော့ခါကြတော့မှအဆောင်အနေနဲ့ပေါ့ဆွဲကြိုးလေးဟိုဟာဆွဲနိုင်အောင်လို့မပြူကနေပြီးတော့မှဒါလေးကိုအဆောင်ဆွဲကြိုးလေးလုပ်ပေးထားတာပါဒါကျွန်းနဲ့အသားကိုလုပ်ထားတာဖြစ်ပါတယ်ရှင်ပြီးတော့ဒီကျွန်းနဲ့အသားဒီအဆောင်ဆွဲကြိုးလေးတွေကိုမပြူကနေပြီးတော့မှဒါကိုပရိတ်ရည်လေးနဲ့တန်ဃာတော်တွေနဲ့ပရိတ်ရည်မှုန်ပြီးတော့မှပရိတ်ကြိုးပြီးတော့မှဟိုပွဲမှာပေါ့နော်ဖျားပွဲမှာအပ်ပြီးတော့ခါကြမှဒါသိတိလေးတင်ပေးပါမယ်ဒီအဆောင်လေးကိုဆောင်ထားခြင်းအဖြစ်ဘလို့အကျိုးကျေးဇူးလေးများဖြစ်မလဲဆိုပြီးတော့မပြူဒီဖျားရှင်ခိုးပြီးတော့မှအတိတ်ထန်ကြည့်လိုက်တဲ့အချိန်ကျတော့သူပေါ့နော်အန်ဒီရဲ့ကင်းစီတဲ့နမိတ်ကလေးကိုမပြိုးတွေ့ရတယ်ပေါ့နော်ဒါလေးကိုစောင်းထားမယ်ဆိုလို့ရှိရင်အန်ဒီရဲ့ကင်းစီတဲ့နမိတ်ကိုလည်းဟိုမပြိုးတွေးလိုက်ရတယ်လို့ပေါ့နော်ပြီးတော့အားအင်ပေါ့စိတ်ဆွမ်းအားတစ်မျိုးရှိတဲ့နမိတ်သင်္ကေတလေးကိုလည်းမပြိုးတွေးရတယ်ပေါ့နော်အဲ့ဒီဟာတော့ကိုနဲ့ကိုရှိကိုရောက်လို့ကိုရှိမှစောင့်တဲ့အချိန်ကြလို့ရှိရင်ဒါစီးပွားရေးအတွက်လည်းဖြစ်နိုင်တယ်ဒါလူမှုရေးကျမ်းမာရေးဟိုပါပေါ့နော်အကုန်အစုံပေါ့ကိုနဲ့ထိုက်ပြီးရောကိုနဲ့တင့်တော်မဲ့စွမ်းအားတစ်ခုခုလေးပေါ့နော်ကိုစီတိုင်းမှာရှိမဲ့လို့မပြိုးတော့ဒါအတိတ်ထန်တဲ့ချိန်မှာဟိုဒါခံစားမိရပေါ့နော်ဒါလေးကိုပရိတ်ကျိုးအနေနဲ့ပရိတ်မွန်းပါမယ်အဲ့ဒါလေးပြီးတော့မှဒါလေးကိုရောင်းချပေးမှာဖြစ်ပါတယ်ဈေးကြီးကောင်းလေးနဲ့အဆောင်ဆွဲကြိုးလေးတစ်ကုန်းကို1000ခွဲချက်ဖြစ်ပါတယ်ရှင်ဒီဥစ္စာလေးကိုမပြူကနေပြီးတော့ဈေးလေးလျှော့ပြီးတော့ရောင်းချပေးရပါတော့ဖုန်းနံပါတ်က3999394483ဘိုင်ဘာမှာဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်ဒါလေးကိုဈေးလျှော့ပေးတာပါเนาะဒါလေးကုန်သွားလို့ရှိရင်တော့ဒါလေးက2000ချက်ဖြစ်မှာပါ9000လျှော့ပေးတာဖြစ်ပါတယ်ရှင်